အကုန်လုံးအဲ့ကပညာတွေအဲ့ဆရာကြီးတို့ပို့ဆရာပေါ်တို့ခင်မောင်ရင်တို့ဆရာညိုတို့အကုန်လုံးဟာကိုညီလိုတူလိုသားလိုတွေပေါင်းကြတော့လွတ်လပ်တယ်ပေါ့နော်ပေါင်းပေးရတာကိုကတော့ကာရဝတွေကရှိရတယ်ကြောက်ချစ်ယူပြီးပေါ့အဲ့လိုနဲ့ရိုးရှင်အကြောင်းတွေလည်းသိလာတာပေါ့နော်ဆရာကြီးရိုက်ပါများတော့နောက်ပိုင်းရိုးရှင်ဖလင်တွေပြလို့ကြဗီဒီယိုလေးပေါ်လာတော့ဗီဒီယိုမှာလည်းတောက်လျှောက်တော့ရိုက်လာတော့ရိုးရှင်လုံအားတဲ့အချိန်ဆိုပြီးကျွန်တော်ပကြီးရေးတာရေးပြီးတော့89မှာကော်မြင့်အရန်ကလေးစထောင်တော့ကျွန်တော်ကအဲ့ဒီမှာအမြဲရှိတယ်ဟိုကြပြားဆရာဆုံးလာမြေချစ်သူတွေပါနဲ့အဲ့လိုဒီကလေးဒီမှာထောင်တော့ဟိုရုပ်ရှင်လုံအားတဲ့အချိန်ကျွန်တော်ပကြီးပဲရေးနေဟိုရုပ်ရှင်ရတဲ့ပတ်စံလေးနဲ့ပကြီးစေးပစ္စည်းစုဝယ်အဲ့လိုနဲ့ပကြီးရေးလာတော့ကျွန်တော်တို့ခေတ်တွေတုန်းကဆိုရင်ဘာကလေးဒီဘာပြပွဲဘာမှရှိတာမဟုတ်ဒီလိုအမြဲကန်းသက်စီမကြောင်ငါတိုင်းဟိုအောင်မြင်ရမယ်လို့ပကြီးနဲ့ကြီးရမယ်ဘာမှမရှိဘူးရေးခြင်းနဲ့အားလေးရေးပြနိုင်ဖို့ကြိုးစားတဲ့စိတ်ပဲရှိတယ်အဲ့လိုနဲ့နေလာတော့ရင်းနဲ့ဟိုစီစီရလည်းသိကြတယ်နောက်ပိုင်းပြည်ပြကန်းနေပါလေပေါ်လာတယ်လောကနဲ့ကနှစ်ပေါင်းများစွာပြပွဲမှာမရှိဘဲနေကြရတဲ့ခေတ်ကြီးအဲ့လိုနေကြရတဲ့ခေတ်ကြီးမှာကျွန်တော်တို့ဖြတ်တန်းနေရတာကိမဆာဆိုပြီးဒါတွေရေမီကိမဆမြင်အောင်မြင်ဘူးတမကိမနဲ့ပဲဖဏရိုက်တဲ့တန်နဲ့ပေါင်းချက်ဒါကျွန်တော်တို့ကကျွန်တော်ရှိရဥက္ကမောင်ရင်လို့ဆရာပေါ့လေဒီလိုပဲလုပ်ခဲ့ရတာကျွန်တော်နိုင်ငံရဲ့ဒီလိုအနေထားတွေပေါ့နော်အဲ့လိုနဲ့ချီတက်လာကြဒီနေ့ခေတ်ကလေးတွေတော့အများကြီးကံကောင်းတော့တဲ့ပတ်စံရှင်ဘာသာဖဏကနေအုတ်ထုတ်တီ ready made ပဲ